ငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ဒီနေ့ချက်ပြမှာကတော့ရှမ်းအစားအစာမှာအဓိကလိုအပ်တယ်ပေါ့နော်အသားချက်နည်းပေါ့နော်တကယ်လို့ကြက်သားပဲဖြစ်ဖြစ်ဝက်သားပဲဖြစ်ဖြစ်နော်အသားတော့ကိုကြိုက်တဲ့အသားပေါ့နော်အခုမှသုံးထားတော့ဝက်သားပါရှင်ကြက်သွန်လိုအပ်ပဲကြက်သွန်ဒီပါနော်ခန်းကျင်ဒီလိုအပ်ပါမယ်နောက်ပြီးလို့ရှိရင်ပဲငပိလိုအပ်ပါတယ်ပဲငပိကတော့မသုံးတဲ့ပဲငပိကတော့ဒီရပါရှင်ဒီတစ်စိတ်ပါနော်နောက်ပြီးလို့ရှိရင် soy sauce အပြစ်ပေါ့နော်ဒီကတော့ soy sauce အကျဲပါနောက်ပြီးလို့ရှိရင်စနစ်မုတ်လိုအပ်ပါတယ်နော်နောက်ပြီးရင်ငရုတ်သီးမှုတ်လိုအပ်ပါတယ်အချုံမုတ်ကြရင်တော့အချုံမုတ်ပေါ့နော်ဒါပေမဲ့ကြက်သားမုတ်ဆိုလဲကြက်သားမုတ်ပေါ့နော်နောက်ပြီးရင်ကြက်သွန်ဖြူလိုအပ်ပါတယ်နော်ပထမဦးဆုံးအနေနဲ့တော့ကြက်သွန်နီကတော့များများထည့်ရပါတယ်ရှင်ဘာလို့လဲဆိုတော့သူကအနှစ်လိုအပ်တဲ့အတွက်နော်ကြက်သွန်နီထည့်လိုက်ပါမယ်နော်စနစ်မုတ်အနေငယ်လိုအပ်ပါတယ်နော်အခုလိုကြက်သွန်လေးတွေနုံးသွားပြီဆိုလို့ရှိရင်ခန်းကျင်ဒီထည့်ပါမယ်နော်ခန်းကျင်ဒီကိုနုံးအောင်လို့လိတ်သွားတဲ့အထိပေါ့နော်ခန်းကျင်ဒီလေးနုံးသွားပြီလိတ်သွားတဲ့အထိအနှစ်ဖြစ်သွားတဲ့အထိတည်ရပါမယ်နော်ကြက်သွန်ပြူထည့်ပါမယ်နော်ဒါနဲ့ဆို3-4စုံလောက်ထည့်တယ်နော်ပြီးလို့ရှိရင်တော့ငရုတ်သီးမုတ်လေးထည့်ပါမယ်နော်ငရုတ်သီးမုတ်ကအရောင်တင်မဟုတ်ပါနော်ပြီးလို့ရှိရင်ပဲငပိထည့်မယ်နော်ဒီကတော့ပဲငပိထမင်းစားစုံ2စုံစားလာပြီးတော့ဝက်သားထည့်ပါမယ်နော်ဒါတော့ဝက်သားပြီးလို့ရှိရင်တော့ soy sauce ထည့်မယ်နော်ပြီးရင် soy sauce အပြစ်ထည့်ပါမယ်နော်ပြီးရင်အချုံမုတ်ကြရင်အချုံမုတ်ထည့်ပါနော်အချုံမုတ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းဒါကြက်သားမဟုတ်ပါနော်ခုလိုဝက်သားကိုတက်မှာနည်းနည်းရေ6အောင်လို့နော်နည်းနည်းလေးနူးအောင်လို့မီအေးနဲ့ခဏ10မိနစ်လောက်တော့တည်ရပါတယ်ရှင်ဒီကတော့ဥစားတိုဖူးနွေးတို့ရှမ်းခောက်ဆွဲတို့မိရှည်တို့မှာထည့်ပြီးတော့အသုံးပြုလို့ရပါတယ်နော်အားလုံးလည်းကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်အမားရဲ့ channel လေးကိုကြိုက်တယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်အားလုံးလည်းကျန်းမာချမ်းသာကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်